တိမ်ငယ်ချင်းကမပြေဆုံးတဲ့ငယ်ဘဝကနေလာတယ်ပေါ့နော်ကျွန်မဆိုရင်အရန်တိမ်ငယ်ခဲ့တဲ့လူတယောက်ဖြစ်ခဲ့ကျွန်မအမြဲတမ်းကျွန်မဘဝကိုသူများရင်းနဲ့ရှင်နေကျွန်မရဲ့မိသားစုကမပြေဆုံးလို့ပြီးရင်ငါကြောင်းကောင်းမတက်ခဲ့ရလို့အမြဲတမ်းကျွန်မဘဝမှာအဲ့တိမ်ငယ်တဲ့စိတ်တစ်ခုကြီးကကျွန်မရဲ့အတိတ်မှာတော်တော်ကြီးကျွန်မကိုလွှမ်းမိုးခဲ့တယ်ပေါ့နော်အမြဲတမ်းကိုစူးစားတယ်ဒါပေမဲ့အမြဲတမ်းသူများနဲ့ရှင်ပြီးတော့မှကိုကသူတို့နဲ့ရှင်ငါဘဝမပြေဆုံးနေဘူးငါဘွားတော့သူတို့လိုမျိုးမตายရဘူးအမြဲတမ်းအဲ့ဒီစိတ်တစ်ခုကျွန်မဆိုတာရှိခဲ့ပေါ့နော်အဲ့နဲ့တရက်မှာကို့အထဲမှာရှိနေတဲ့အဲ့တိမ်ငယ်စိတ်တစ်ခုကိုကျွန်မမြင်လာတယ်နားလဲလာတဲ့အခါမှာအဲ့နေရာစပြီးတော့မှကျွန်မကိုစတင်ပြီးတော့မှသဘောပေါက်လာတယ်ပေါ့နော်အဲ့ရဲ့ဘွားကငါအမြဲတမ်းသူများတွေနဲ့ရှင်နေမိတယ်အဓိကဒီ social media မှာကောင်းကျိုးရှိလို့ဆိုကြလဲရှိရပေါ့နော်ကျွန်မအဲ့နဲ့စာတွေဖတ်တော့ခါကျတော့ disorder ဆိုတဲ့အဲ့ဒီဟာတခုကျွန်မတွားတွေ့တယ်အဲ့မှာ side effect of social media ပေါ့နော် social media မှာလူတွေကလှတဲ့အရာတွေပဲတင်တယ်ပြီးရင်တာယာနေတဲ့အရာတွေကိုဘွားရဲ့ကောင်းတဲ့အရာတွေကြီးပဲတင်တယ်အဲ့ဒီဟာများစွာကိုသူများနဲ့ရှင်တဲ့အရာပုံများလာတယ်ဆိုတဲ့ဟာကိုကျွန်မစာဖတ်ပြီးသွားတဲ့အခါမှာ social media ကိုစတင်ပြီးတော့ကျွန်မ short ချဖို့ပေါ့နော်ကျွန်မစတင်ဆုံးဖြတ်တယ်ပြီးတော့ social media မှာကျွန်တော်တို့မြင်သမျှအရာတိုင်းကအမှန်တွေမဟုတ်ဘူးဆိုတော့ကျွန်မတဖြည်းဖြည်းပို့သဘောပေါက်လာတယ်နားလည်လာတယ်ပေါ့နော်ဘယ်သူမှခက်ခဲနေတဲ့အရာတနာတွေကိုဘယ်သူမှတင်တဲ့သူမရှိဘူးဟိုကောင်းတဲ့အရာတွေတင်မယ်လှတဲ့အရာတွေတင်မယ် social media ပေါ်မှာမြင်သမျှအရာအမှန်မဟုတ်ဘူးဆိုတော့ကျွန်မတိလာတဲ့အချိန်အားစပြီးတော့မှကိုဘဝကိုသူများရင်းနဲ့စတင်ပြီးတော့မှနှိုင်းရှင်တဲ့အရာကိုကျွန်မစတင်ပြီးတော့မှမပြုလုပ်တော့ဖို့ကျွန်မစတင်ဆုံးဖြတ်လာရပေါ့နော်ပြီးတော့ကျွန်မအဲ့ဒီမှာစာလေးတစ်ကြောင်းကိုကျွန်မရဲ့စာအုပ်ထဲမှာချရည်ထို့ကြောင့်ကျွန်မဘဝကိုဘယ်သူနဲ့မှမနိုင်ရှင်တော့ပါဆိုပြီးကိုကျွန်မ remind ပြန်လုပ်တဲ့နေ့ကနေစပြီးတော့မှကျွန်မရဲ့ဘဝမှာအဲ့တိမ်ငယ်တဲ့စိတ်ကတိတိတတ်တာညော့သွားတယ်ပေါ့နော်တိမ်ငယ်တဲ့စိတ်တစ်ခုတော့ရှိနေတယ်ကိုလည်းတိနေရဆိုရင်ကျွန်မအကြံပေးပြတဲ့အရာတစ်ခုက social media short တုံးပါကျွန်မဆိုရင် screen time short ချလိုက်ပြီးတဲ့အချိန်ကစပြီးတော့ကျွန်မရဲ့ဘဝမှာလို့သူများနဲ့ကိုဘဝကိုနှိုင်းရှင်တဲ့အရာတွေအများကြီးညော့နေသွားတယ်ပေါ့နော်ပြီးတော့ဘယ်တော့မှကိုရဲ့ဘဝကိုသူများနဲ့နှိုင်းရှင်ဖို့မလိုအပ်ဘူးဆိုတာကိုကျွန်မအချိန်တစ်ခုရောက်တဲ့အခါမှာကျွန်မသဘောပေါက်သွားတယ်ပေါ့နော်ကိုပဲသူများပဲကျွန်မတို့စီမှာကိုပိုင်လှပခြင်းတွေရှိတယ်ပြီးရင်သူများနဲ့မတူတဲ့ထိုက်ခင်ထည့်ထားပေးတဲ့အစွမ်းတက်တီတွေကိုစီရှိတယ်ပြီးတော့ကျွန်မနားလေသွားတဲ့အရာကျွန်မဘယ်နေရာမှာကျွန်မအားတာလဲသူများလုံနိုင်တယ်လို့ကျွန်မလုံနိုင်ချင်မှလုံနိုင်တယ်ဒါပေမဲ့ကျွန်မလုံနိုင်တဲ့အရာမှာကျွန်မက professional ပဲကျွန်မအဲ့ဒါကိုသဘောပေါက်သွားတဲ့အချိန်အားစပြီးတော့မှကျွန်မဘာလုံနိုင်တာလဲဥပမာကျွန်မစာရေးနိုင်တယ်ကျွန်မအဲ့စာရေးနိုင်တဲ့အရာကိုကျွန်မရဲ့ professional ဖြစ်တဲ့ design မလုပ်တဲ့အခါမှာကျွန်မရဲ့ gift ကသူများရင်းနဲ့သွားပြီးရှင်းစရာမလိုတချို့ကစာရေးတတ်မယ်တချို့ကပကြီးဆွဲတတ်မယ်တချို့က makeup artist ဖြစ်မယ်ကိုထဲမှာပါလာတဲ့အရာကိုတီးသွားတဲ့အခါမှာကိုရဲ့ဘဝကိုသူများရင်းနဲ့စတင်ပြီးတော့နိုင်မရှင်တော့ဘူးပေါ့နော်ကျွန်မဆိုရင်တစ်သက်လုံးအဲ့လိုကျွန်မဘဝကိုအမြဲတမ်းသူများရင်းနဲ့နိုင်ရှင်ခဲ့မိတယ်သူများရဲ့မိသားစုကတော့ပျော်ရွှင်စရာကောင်းတယ်ကိုမိသားစုကကျတော့ပျော်ရွှင်စရာမကောင်းနေတဲ့ပုံစံမျိုးကြီးအမြဲတမ်းမှားယွင်းစွာနဲ့ကျွန်မယုံကြည်ခဲ့မိရပေါ့နော်တကယ်တမ်းကကိုမိသားစုကခမောင်မှာပျော်စရာအကောင်းဆုံးမိသားစုပဲဖျားခင်ကကျွန်မတို့ကိုကောင်းကြီးအကုန်လုံးတူညီစွာပေးထားပြီးသားကျွန်မအဲ့ဒါကိုစတင်မြင်တတ်လာတယ်ကျေးဇူးတော်ကျွန်မစတင်ချီးမွမ်းတတ်လာတယ်ပေါ့နော်အဲကြောင့်ကိုရဲ့ဘဝမှာသူများဘဝရင်းနဲ့ရှင်ပြီးတိမ်ငယ်စရာမလိုကျွန်မတို့မိဘတွေကကျွန်မတို့အကောင်းဆုံးပံ့ပိုးနိုင်ခဲ့ချင်မှပံ့ပိုးနိုင်မယ်ဒါပေမဲ့သူတို့ရဲ့အကောင်းဆုံးကိုကျွန်မတို့ပံ့ပိုးပေးခဲ့တာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဘဝမှာအကြောင်းကောင်းတတ်နိုင်ခဲ့ချင်မှတတ်နိုင်မယ်ဒါပေမဲ့အကြောင်းကောင်းတတ်နိုင်နေဖြစ်စေမတတ်နိုင်နေဖြစ်စေအရေးကြီးတာကိုကနေ့စဉ်တင်းနေတော့သူဖြစ်ဖို့ပဲကျွန်မအဲ့ဒါလေးကိုစတင်ပြီးတော့ကိုရဲ့ဘဝမှာကျင့်သုံးလာတဲ့အခါမှာကျွန်မရဲ့ဘဝမှာတိတိတတ်တာကြီးသူများနဲ့အဲ့လိုရှင်တတ်တဲ့တင်ငယ်တတ်တဲ့စိတ်ကိုထားခင်ကကျွန်တော်ဘွားတွေကနေဆွဲထုတ်ပြီးရပေါ့နော်အဲ့အတွက်များဘွားရင်လည်းကိုဘွားကိုဘယ်တော့မှရှင်စရာမလိုတင်ငယ်ချင်းမှန်တယ်များကိုကျွန်မတို့ဘယ်လိုမျိုးအနိုင်ယူလို့ရလဲဆိုရင် social media short သုံးပြီးတော့မှကိုဝါဒနာပါတဲ့ဟာကိုအချိန်ပေးပါကိုဘာဝါဒနာပါလဲပြီးရင်ကိုယ့်အထဲမှာဘာပါလာလဲအဲ့ဒီအရာကိုက professionality ပြုစုပြီးတော့မှ social media ပေါ်မှာအချိန်ဖြုံးနေရတဲ့ဆိုင်ကိုလုပ်ရမယ့်အရာကိုလုပ်ဆောင်တဲ့အခါမှာကိုယ့်ရဲ့ဝါဒနာကိုတီးလာမယ်ကိုယ့်ရဲ့ဝါဒနာအပြင်ကိုလုပ်နိုင်တဲ့အရာကိုတီးလာတဲ့အခါမှာငါကဒါလုံးနိုင်တယ်ငါသူများကဒါလုံးနိုင်ပြီမဲ့ငါဒါလုံးနိုင်တယ်ဆိုပြီးကိုဂုံယူတတ်တဲ့စိတ်တစ်ခုဖြစ်လာမယ်များဘွားရင်နဲ့ရှင်ပြီးတော့မှကျွန်တော်တို့နိုင်ရှင်မှုကြောနေတော့အခါမှာတိတိတတ်တာကျွန်တော်ရဲ့ဘွားမှာတကယ်ကိုပျော်ရွှင်ခြင်းအစစ်မှန်နဲ့ဘာလို့ဖို့ဒီလောကကိုရောက်လာလဲဆိုတာကိုသိလာပြီးတော့မှကိုယ့်ရဲ့ဘွားကိုဘယ်တော့မှသူများရင်နဲ့နိုင်ရှင်နေကြမလို့ကိုဖြစ်တယ်ကိုရဲ့လက်ပူရာကဘာတစ်ခုလုံးမှာကိုတယောက်တည်းရှိတာဖြစ်တယ်ဖျားခင်ကကျွန်တော်တို့ရောက်ချစ်စီတိုင်းကို unique ပေါ့နော်တကယ်ကိုထူးခြားစွာဖန်ဆင်းထားတာဖြစ်တယ်အဲ့ဒါကိုကျွန်မအဲ့ဒီလျှို့ဝှက်ချုပ်ကျွန်မလုံးဝနားလေသဘောပေါက်သွားပြီးတဲ့အခါမှာကျွန်မဘဝဘယ်တော့မှသူများနေမနိုင်ချင်းဖြစ်တော့ဘူးကျွန်မ
I can do it ငါအတော်ဆုံးဖြစ်တယ်ငါ့ကိုဖျားခင်ရမ်းချစ်တယ်ငါလုံနိုင်တဲ့အရာကိုငါအကောင်းဆုံးလုံနိုင်မဲ့လူကငါပဲရှိတယ်ပြီးတော့ငါမိသားစုကအကောင်းဆုံးဖြစ်တယ်ဖျားခင်ငါအထင်မှာထည့်ထားပေးတဲ့အရာကတကယ်ကိုအကြီးကြီးဖြစ်တယ်ဆိုတော့ကိုရှာဖွေတွေးရှိပြီးတော့တဲ့အခါမှာကျွန်မဘယ်တော့မှကျွန်မဘဝကိုသူများနဲ့မနိုင်ရှင်ဖြစ်တော့ဘူးပေါ့နော်အိမ်ထဲကစပြီးကျွန်မတကယ်စစ်မှန်တဲ့ပျော်ရွှင်ခြင်းတစ်ခုရလာတယ်ပြီးတော့ကိုယ့်ရဲ့ဖြစ်ခြင်းမှာကိုပျော်မွေးလာပြီးကိုခုံယူတတ်တော်သူတယောက်ဖြစ်လာတယ်လို့ဒါကြောင့်ကျွန်တော်တို့ဘဝကိုဘယ်တော့မှသူများနဲ့နိုင်ရှင်စရာမလိုဘူးဒီကတန်မိုးကြီးဆုံးဖြစ်တယ်ဆိုတဲ့ဟာလေးကိုကျွန်မပြောပြချင်ပါတယ်လို့အားလုံးချစ်စွတ်တင်ပါတယ်